လူတယောက်ဟာရုတ်တရက်ကြောက်ပြားတစ်ခုနဲ့အထိခံလိုက်ရတဲ့အတွက်အားလုံးကတော့သူအသက်မရှိတော့ဘူးလို့ထင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအမည်မသိပြန်တန်းနေတဲ့အရာဝတ္ထုတစ်ခုရုတ်တရက်ပေါ်လာပြီးသူ့ကိုကယ်တင်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲသူထိုင်လိုက်တဲ့အတွက်ဘေးကလူတွေအားလုံးကြောက်လန့်ပြီးထွက်ပြေးသွားကြပါတယ်။သူဘာမှမလုပ်ရသေးခင်မှာပဲဂျိုသားတဦးကသူ့ကိုစူပါပါဝါတစ်ခုပေးအပ်လိုက်ပါတယ်။အဲ့ဒါကတော့ပတ်စံသုံးလိုက်တိုင်းအစတတန်းပြန်ရမယ့်အစွမ်းဖြစ်ပြီး၄နာရီပဲကြာမြင့်မှာပါသူကတော့နောက်ပြောင်နေတာလို့ထင်ခဲ့ပေမဲ့ခွေးရောင်းသူစီကနေလမ်းဘေးခွေးတစ်ကောင်ကိုဒေါ်လာ200နဲ့ဝယ်လိုက်တဲ့အခါသူ့အကောင့်ထဲကိုဒေါ်လာတန်း200ချက်ချင်းရောက်လာတဲ့အတွက်မှာပဲအစွမ်းကအစ်စ်မှန်ဆိုတာသိလိုက်ရပါတယ်။သူလဲလမ်းဆောင်မှာပဲလူတွေကိုကြီးညာလိုက်ပြီးဘသူပစ္စည်းမဆိုတန်မိုးရဲ့တစ်ဆယ်ဆနဲ့ဝယ်ယူမယ်လို့ပြောလိုက်တဲ့အခါလူတွေအုံလိုက်ချင်းလိုက်ရောက်လာကြပါတယ်။တနာရီတွင်းမှာပဲသူဒေါ်လာ9 trillion အထိရရှိသွားပါတယ်။ဒါပေမဲ့မကြခင်မှာပဲစူပါပါဝါတွေပြောင်းလဲသွားပြီးအစ1000သာပြန်ရတော့မယ်။အချိန်ကလည်း2နာရီပဲကျန်တော့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာပဲကမ္ဘာအကျက်တဲဖြစ်နေတာကိုသိလိုက်ရလို့သူလဲကုံသွယ်ရေးစင်တာကိုပြေးသွားပြီးငွေချေးစာချုပ်တွေကိုအကုန်ဝယ်လိုက်ပါတယ်။လဲရေးဥက္ကဋ္ဌကသူ့ကိုခုံပြဥပုပ်ပွဲတော်တစ်ခုကျင်းပပေးခြင်းပေမဲ့သူကတော့ရင်မောင်းလုပ်တစ်ခုလုပ်ဖို့ကြံနေသေးတာကြောင့်အဲ့ဒီနေရာကိုသွားလိုက်ပါတယ်။အော်စရာကောင်းတာကသူသွားရမယ့်နေရာဟာအဲ့ဒီပွဲတော်ကျင်းပတဲ့နေရာနဲ့တစ်ထပ်တည်းဖြစ်နေတာပါပဲ။သူ့ရဲ့တက်ကတူကျောင်းတုံးကချစ်သူနဲ့ဆုံမိတဲ့အခါသူမရဲ့မိဘတွေကသူ့ကိုဆင်းရဲတယ်ဆိုပြီးလောင်ပြောင်ပြီးချမ်းသာတဲ့တထေးသားနဲ့လက်ထပ်ဖို့ဖိအားပေးနေတာကိုတွေ့ရပါတယ်။သူလည်းမနေနိုင်တော့ပဲကြားဝင်ပြောတဲ့အခါသူထေးသားကသူ့ကိုနှင်ထုတ်ဖို့ကြိုးစားပြီးသူကကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ရင်းနှီးတယ်လို့ကြွားလုံးထုတ်ပါတယ်။လူတွေကသူ့ကိုရင်မောကြပေမဲ့သူကဘလက်ကတ်တစ်ခုကိုထုတ်ပြလိုက်တဲ့အခါအားလုံးတိတ်ဆိတ်သွားကြပါတယ်။တထေးသားကကတ်အတုလို့ဆွဆွဲတဲ့အတွက်ဆက်နဲ့စစ်စစ်ကြည့်တဲ့အခါဆက်ကအဆင်မမီတာကြောင့်ပောက်ကွဲသွားပါတော့တယ်။မန်နေဂျာရောက်လာပြီးကက်ကိုမြင်တဲ့အခါအထက်တန်းစားဘလက်ကတ်ဆိုတာကိုတီးလိုက်ပေမဲ့တထေးသားကသူ့ကိုတခိုးလို့ဆွဆွဲပါတယ်မန်နေဂျာကအရေးယူဖို့လုပ်နေချိန်မှာပဲအုတ်ကထရောက်လာပြီးမန်နေဂျာကိုပါရိုက်လိုက်ပါတယ်အားလုံးအံ့အားသင့်သွားကြပြီးအဲ့ဒီအမျိုးသားဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဖြစ်နေမှန်းတီးလိုက်တဲ့အခါတထေးသားတယောက်လည်းစကားမပြောနိုင်တော့ပဲအံ့ဩပြီးကြောင်တောင်တောင်ဖြစ်သွားပါတော့တယ်